ျားနဲ့အတူတူမအိတ်ချင်ဘာလို့မင်္ဂလာဆောင်သားသေးလဲ ရှင်းအောင်ထဲမှာတနေ့အဲ့ဒါပဲရေးကြီးနေတာ ခင်ယောကြားတစ်ယောက်ရဲ့အလိုဆန္ဒကိုဖြည့်ဆည်းပေးရမိန်းမတစ်ယောက်ရဲ့တာဝန်ပဲကွာနားတယ်လား ဟုတ်မင်္ဂလာပါဟုတ်မင်္ဂလာပါဗျာ ဟုတ်မင်္ဂလာပါဟုတ် တို့ရင်ပြောပါဟုတ်ကဲ့ဒီတောင်ပေါင်းကြည့်ပြီးတော့ဘယ်လိုလေးခံစားလို့ရကျွန်တော်ရဲ့ဒီမောင်မူပြကားတဲ့ဒီတောင်ပေါင်း ဒီသားမှာတိတာမှာ ဒီတောင်ပေါင်းဆိုတော့ယောက်ျားလိုပုံစံမျိုး တော့အပြင်ကမိန်းကလေးများဆိုလိုချင်တဲ့ပုံစံမျိုးဖြစ်မှာပါဘာဖြစ်လို့ဆိုတော့မိန်းကလေးတွေကလည်းအပြင်မှာဆိုလို့ရှိရင်တခြားသောဝေကြီးဥစ္စာတွေတက်စားလို့ရှိရင်တစ္ဆာရှိတာချစ်ပေးတာကိုကြားတာဆိုတော့လေဒီထဲမှာလည်းပဲဟုတ်တယ်လေ ဟုတ်တယ်လေ ဟုတ်တယ်ငါဟိုမှာလမ်းတောင်နေလို့ ဟုတ်ပါတယ် အဲ့လိုယောက်ျားမျိုးတော့မိန်းကလေးတွေသဘောကျတာရုပ်ရှင်ရုံထဲမှာဆိုလို့ရှိရင်လည်းပဲအဲတိုင်တော်တို့ရဲ့တော်ကီလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီအမှုပညာမောင်နှမစင်ကြည့်တဲ့ပွဲမှာတော့မှအဲ့လိုလက်ခုပ်တွေထတီးပြီးတော့အဲ့လိုမျိုးဟိုအားရကြဒါရတော့ပုံပါလေဆိုတော့တကယ်လာကြည့်မဲ့ပြိတ္တတွေကျင်းနေကြမှာပါဟုတ်အဲ့မဲ့သူကနိုင်ငံတကာပတ်ပြီးတော့ခနာမတင်တဲ့ကောင်ကဒီဓာတ်ပုံလေးတွေ့လိုက်ခင်အမှကျွေသွားတာအဲ့ဒီနဲ့စကျွေလိုက်အဲ့ဒါတော့ကိုသိလို့လေ အဲ့ဒါကန်ကန်ရှင်ကိုမေးတာပိုကောင်းပါလိမ့်မယ် ဟုတ် ဓာတ်ပုံလေးတွေ့ပြီးကြွေရတော့ဖြစ်နိုင်ပါတယ်ကျွန်တော်လည်းဓာတ်ပုံကြီးကြည့်ပြီးကြွေနေတယ်အများ အများကြီး နော်ကြွေရကြွေလို့ရတယ်လေ ကြွေလားကြွေလို့ရတယ်ဒါပေမဲ့ ခုန အလုံးတင်တာကိုမကျွလွန်အောင် မှန်တယ်ပေါ့မှန်တယ်အဲ့ဒါအဓိကအဲ့ဒါ ဟုတ်တယ် ဓာတ်ပုံကြည့်ပြီးကြွေကြတယ်ဒီဘက်ခင်မှာအများကြီးပဲဒါပေမဲ့ဓာတ်ပုံနဲ့ပုံလည်းတော့ယုံလို့မမရ ဟုတ်တယ် ရုပ်တည်ရပြင်းနေတဲ့ဒီမှာတူမှာဆိုတော့လေဒါပေမဲ့အားတာလေးပြပြတယ် ဒါကြောင့်မင်းပုံလေးလိုချင်တဲ့ဟာကိုကိုယ်လုံးရတာဘယ်လိုလေးအဆင်ပြေချောမှုလဲနောက်ပြီးတက်ဖို့ဘယ်လိုရောက်သွားဖို့ဒီလိုလုပ်တာလဲ အဓိကကတော့လေဟိုအဖွဲ့တင်းဝတ်တစ်ခုပေါင်းလို့ဖြစ်တာပေါ့နော်ဒီအောင်သီးကာဆိုပြည်သက်တွေသတိထားမှာပါအောင်သီးကာဆိုလို့ရှိရင်ဆန်ညုံအောင်သီးရဲ့ producer တွေကိုယ်တိုင်ခွဲတာပါပြီးတော့မမေမေမောင်တို့တိုင်မင်ပြီးလုပ်တယ်သူတို့ကအဓိကလောက်ခတ်တဲ့သူတွေပေါ့အဲ့ဒီမှာကျွန်တော်တို့တရုတ်ဆောင်အပိုင်းကိုကျွန်တော်တို့ကလည်းဒီဇက်ကိုဖတ်တယ်ဆိုတော့ကိုလုတ်ချင်တဲ့ဟာလေးရှိရဲတရုတ်ဆောင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်ကိုတံမိုးကိုချင်ရတော့မှာပေါ့ဆိုတော့ director ကတော့ကာကြီးကနေအားထီတော့ဘယ်သူမှတော့ဒီလိုလုပ်လို့တော့ပြောနေမှာတော့မဟုတ်ဘူးပြောမဲ့အရွယ်လည်းမဟုတ်တော့လေ professional လမ်းကြောင်းမို့ရှုံကားကြီးလည်းတင်နေပြီဆိုတော့ကြတော့တရုတ်ဆောင်တာဝန်ကြီးတယ်ဇာညုံကဇာဝန်တာဝန်ကြီးတယ် production တာဝန်ကြီးတယ်အဲ့ပုံမှာ director အကောင်းဆုံးလောက်ခတ်နိုင်တယ်ကြောင့်မို့ဒီကောင်ကပန်းနိုင်အကောင်းဆုံးရောက်တယ်လို့ကျွန်တော်တို့မြင်ပါတယ်အကုန်လုံးကလည်းဒီလိုပဲကြိုးစားကြတာပါပဲကျန်တဲ့ production တွေရောကျန်တဲ့ဇက်ကားတွေအကုန်လုံးကကြိုးစားကြတယ်လူကြီးပါပဲဒါပြိသက်အကြိုက်နဲ့တစ်ထက်တည်းကြောက်ရတာတော့ပုံပြီးလည်းရောက်ဒါပေမဲ့တကယ်ချင်းကိုလေခုနကလို့အခုဒါကိုတကယ်ချင်းကိုပြောတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုချီးကျူးကြရှိပါတယ်ကျွန်တော်တို့တခါတည်းကြားလို့ကျွန်တော်တို့ actor တွေဆိုလို့ရှိရင်လောဘကြီးကိုအတွက်ပဲပူကြည့်ကြတယ်တဲ့မှာဇက်ကားကောင်းဖို့အတွက်ကိုဒီ character စိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေအဆုံးထိလုပ်ချင်ရတယ်လေဒါပေမဲ့တိုင်တော့အဲ့လိုမဟုတ်ဘူးနော်ခုနကသူ့လာကြည့်မဲ့ပြိသက်တွေထဲမှာခလေးလေးတွေပါမယ်ခုနကလို့ဒီပုံစံမျိုးစုံတော့ပါမှာပေါ့နော်ဒါပေမဲ့စားရကြည့်နေအတူယူမာမသွားဖို့အတွက်သူကအများကြီး view site တယ်ပေးချင်ဇက်ကားတိုင်းမှာဆိုသူပေးချင်တဲ့ message ကိုသူအဲ့လိုတိတိတတာပေးတဲ့ကားမျိုးလည်းရှိတယ်မတိမတာပေးတဲ့ကားမျိုးလည်းရှိဒီကားထဲမှာဆိုလို့ရှိရင်ဒီဇက်ကောင်အတွက်ကိုယောက်ျားတွေဆိုလို့ရှိရင်အပြင်မှာအဲ့လိုမျိုးကိုယ့်ရဲ့ချစ်ရတဲ့အမျိုးသမီးတွေနဲ့စကားများရင်ဖြစ်တဲ့ခါကျတော့ဘလို့ပုံစံဝေးကအကောင်းဆုံးပုံစံဖြစ်မလဲဆိုတဲ့ဟာမျိုးတွေ ਨੇ တကယ်နေငါရဲ့အရေးကြီးရဲ့ခက်ခဲတဲ့ချိန်ကြလို့ရှိရင်ဘလို့ဆုံးဖြတ်ချက်မျိုးတွေကချတဲ့နေဆိုတဲ့ဟာမျိုးတွေကမတိမတာလေး message တွေပြီးသွားတာပေါ့ဒါကသူ့ရဲ့ point တော့ပြောပြတာဟိုဘက်မှာလည်းပဲတခြားသောမိန်းကလေးတွေနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဇက်ကောင်တစ်ခုချင်းစီပေးချင်တဲ့ message တွေဒီကားမှာတော်တော်ဒီတေးကြတယ်အဲ့ဟာလေးတွေတော့သဘောကျတယ်ပြီးတော့လူပညာဖန်တီးမှုကတော့မင်းမုံလို့ဒီလူတွေကပြောကြမလို့ပေါ့နော်အဲ့ဒါမှ edition တွေနေနဲ့ခုနကလို့ဖျားဇက်တော်တွေပါလာတဲ့ခါကျတော့ပို့ပြီးတော့ပြည့်စုံခိုင်းလို့ကောင်းမွန်တော့ဟုတ်ဟိုဘယ်လိုတိုင်လို့ပြောလဲဇက်ကိုတက်ဖို့တင်သွားတာချက်ဆက်သွားတာကိုရီးယားတို့ကတော့အဲ့လိုသူ့မှာပေါ့ကြံကြည့်တော့ဘယ်လိုခံစားရလဲမိုက်ပါတယ်ဆိုတာလေ မိုက်ပါတယ် ဟိုကိုကကိုပြန်ပြီးတော့အဲ့လိုမျိုးရောကောင်းပါလေလို့လည်းကျွန်တော်တို့လည်းမပြောချင်ဘူးဘာလို့ဆိုတော့ကိုကကောင်းတယ်ဆိုပြီးလက်ခံတာရိုက်ထားပြီးသားဆိုတော့လေကောင်းတယ်မကောင်းဆိုတော့ပြိသက်တွေကဆုံးဖြတ်မှာဟုတ်ဆိုတော့ခါကျတော့ကျွန်တော်တော့ပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်မပြောတတ်ဘူးပေါ့နော်ပြိသက်တွေလာကြည့်ပြီးတော့ဟိုဆုံးဖြတ်ပါလိမ့်မယ်ကျွန်တော်တို့လည်းရှေ့မှာကောင်းခဲ့တဲ့ကားတွေရှိတယ်ပြိသက်မကြိုက်တဲ့ကားတွေရှိတာပဲဆိုတော့လေကားတိုင်းကိုကောင်းတယ်လို့ပြောနေတာထက်ဆိုင်ပြိသက်ရှုံတင်လိုက်ပြီးတရက်ဆိုတာနဲ့ပြိသက်အတန်ထွက်လာဗီဒီယိုအဲ့မှာရိုက်ရင်းနဲ့ကိုယ့်စိတ်ထဲအမြင်ကတ်နေတာအပြင်မှာအမြင်ကတ်တာအဲ့လိုမျိုးတော့မရှိပါဘူးယူသနာတင်ရောပိုကြီးနဲ့ရောမော်လမိုက်လိုဖြစ်နေတဲ့ခါကျတော့ခက်ခဲမရှိပဲတိုက်ခိုက်နိုင်တယ်ဟုတ်တိတ်တဲ့ခန်းလေးကြိုက်တော့ဖြစ်ပါကျွန်တော်ကလေအမှန်တိုင်းပြောရင်
ဟိုဒါတန်တော့အကြောင်းပဲပြောရမှာပေါ့နော်သူအရှိမဘိုးမမီတာနဲ့ရိုက်တဲ့ကားမှာဆိုလဲဒါကျွန်တော်တို့၃ယောက်ကပုံမှန်အားဖြင့်ဆိုလို့ရှိရင်အပြင်မှာတွေ့လဲကျွန်တော်တို့ကဟီးဟားပျော်ရွှင်ပဲနေတာပျော်ရွှင်ပဲနေကြတာဒါပေမဲ့ဇကာရိုက်လို့ရှိရင်လဲတယောက်နဲ့တယောက်ကမျက်နှာကြည့်လို့မရအောင်အရန်ဟိုဟာဖြစ်တယ်ဒါပေမဲ့ဟိုအရှိကားမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ character ဒီ ဝင်တော့စတဲ့ဝင် အိန္ဒိယဗီဒီယိုကလစ်တွေတည်းရလို့ဖြစ်တော့ ဂုံဆက်ပြောဘိုးမမီတာနဲ့ကားမှာဆိုလဲတိုင်ရွန်ဒီအရန်ချစ်တတ်သော character တစ်ခုအနေနဲ့သူဖြစ်သွားတယ်အခုဒီမှာဆိုလို့ရှိရင်လည်းသူကြည့်လို့ရှိရင်နံပါတ်1ဟုတ်တယ်သူဒီမှာဆိုလို့ရှိရင်လည်း तू อ่ะဟိုအိမ်တော်တဲ့ယောက်ျားတစ်ယောက်အနေနဲ့သူ့အမျိုးသမီးပေါ်မှာ तू ဆောင်ထင်းရမယ့်အရာတွေသူမိမကိုချစ်တာတွေဂယုစိုက်တာတွေအဲ့ဒီအပြင်ကိုမှတစ်ဖက်မှာဆိုလို့ရှိရင်လည်း तू မိမကိုအရွယ်တိုက်တဲ့ဟာတွေမှာလည်း तू อ่ะပေါ်လင်းအောင်လုပ်နိုင်တယ်ဆိုတော့ဒါကဟိုကိုညီကိုချင်းပြောရရင်ဒါကျွန်တော်ညီတွေအတွက်ဒါကျွန်တော်လုံးဝ appreciate ကျေးဇူးတင်ပါတယ် ရှိမနေနဲ့တော့ပြောဟုတ်တယ်အဲ့တော့ပေးတော့ဒီကားလေးကပြောကျေးဇူးအများကြီးတင်ပါတယ်လာရောက်ကြည့်ရှုအားပေးကြပါအောင်လို့ပြောချင်ပါတယ်။ဘာပြောချင်လဲ။ ဒီဇင်ဘာလ12ရက်နေ့နော်ဒီဇင်ဘာလ12ရက်နေ့ပြီးတယ်ပိတ်လိုက်ပြီအခုလာမယ်ဒီဇင်ဘာလ12ရက်နေ့မှာတိုင်ရွန်ဂျန်နာဘိုနဲ့ယူသနာတင်တို့ခေါင်းဆောင်ပါဝင်ထားတယ်။မောင်မီဖျားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကတနိုင်ငံလုံးမှာပြသတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပြောလိုက်ပါ